အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရာသီပေါ်ဟင်းတစ်ခွက်ဖြစ်တဲ့တစောင်းကားလေးနဲ့ပဇွန်လေးကိုချက်စားနေပါတော့တစောင်းကားလေးကိုအရင်ဆုံးဒီအခါတက်တွေပျောက်သွားအောင်လို့ထုလိုက်မယ်ထုပြီးလို့ရှင်စားနဲ့တေချာဆုပ်ပြီးတော့နှဲမယ်ပေါ့နော်စားနဲ့တေချာဆုပ်နှဲပြီးတော့ကြတော့ခဏလောက်ထားပြီးလို့ရှိရင်ရေနဲ့ဆေးပြီးတော့ညှစ်ချလိုက်မယ်ပေါ့နော်ရေနဲ့ဆေးလိုက်မယ်အဲ့ဒါမှသူ့ရဲ့အခါတက်တွေကထွက်သွားတယ်ပေါ့နော်ထွက်သွားပြီးတော့မှဒီအချိုတလေးရတယ်ပြီးရင်တော့ထဲမဲ့ဟာတွေကတော့ခရမ်းကျင်ပြီးပါမယ်တက်သွန်နီပြီးလို့ရှိရင်အရသာတွေအကုန်လုံးထည့်မယ်စီအရသာတွေထည့်မယ်ပြီးလို့ရှိရင်တော့ရေလေးနဲ့ငယ်ထည့်ပြီးတော့တည်ထားလိုက်မယ်ပေါ့နော်ပြီးသွားရင်တော့ဒီနေထားလေးရတယ်အဲ့နေထားလေးရလာပြီဆိုလို့ရှိရင်ပဇွန်လေးတွေကိုထည့်လိုက်မယ်ပေါ့နော်ပဇွန်လေးတွေကလည်းအရသာနှဲ့ထားပြီးသားပဇွန်လေးတွေထည့်လိုက်တယ်ပြီးသွားရင်တော့ရေလေးထက်ပြီးတယ်ပဇွန်လေးကျက်သွားအောင်လို့ပေါ့နော်ရေလေးထက်ပြီးတော့အုပ်ထားပြီးတယ်ဒီနေထားဆိုရပြီအဲ့နေထားဆိုလို့ရှိရင်နန်းနန်းမင်းနဲ့ငုတ်သီးစိမ်လေးအုပ်လိုက်လို့ရှိရင်အရင်အရသာရှိတယ်ပဇွန်နဲ့တစောင်းကဟင်းလေးရပါပြီရှင်အရင်အရသာရှိလို့လိုက်ပြီးတော့ချက်စားကြည့်ကြပါနော်